Hello guys,အားလုံးမင်္ဂလာပါကျွန်တော်လီယိုပါဒီနေ့မှာကျွန်တော်ခါခါရှိလုံနည်းလေးကိုပြပြသွားမှာဖြစ်ပါတယ်ခါခါရှိလုံရမှာဆိုတော့အရင်ဆုံးဝတ်ပေးရမယ်အင်ကြီးလေးဟိုဗာလဲကျောင်းအင်ကြီးလေးပဲဝတ်ထားပါသပင်လေးကတော့နံပါတ်20လေးပေါ့နော်အဲနံပါတ်20လေးပါပြီးသွားလို့ရှင်ဒီဥစ္စာလေးကကြတော့မှာပါဒီဥစ္စာလေးကကြတော့ဒီဥစ္စာလေးကအဲ့ဒါကနံပါတ်3ပေါ့နော်နံပါတ်3 okay ရပြီပြင်ခဲကိုကြတော့နင်ဂျာအင်ကြီးလေးပါ okay ပါနင်ဂျာအင်ကြီးရပြီဆိုရင်ဂိမ်းနဲ့ကိုဝင်လို့ရပါပြီ okay ဂိမ်းနဲ့ကိုရောက်လာပြီဆိုတော့ဝိုင်းရဲ့အိမ်ကိုတွားပါမယ်ဗီဒီယိုမဆက်ခင်လီယိုရဲ့ channel လေးကိုလည်း subscribe လေးလုပ်ပေးထားကြပါဦးလီယိုကအဲ့ဒီဟို channel မှာ subscribe ဒီရှိမှဗီဒီယိုအသစ်တွေတင်လို့ရမှာမို့လို့ပါအဲ့ကြောင့် subscribe လေးလုပ်ပေးသွားခဲ့ကြပါဦးเนาะ okay ပြီးသွားလို့ရှိရင်သူ့ကိုလက်တွဲလိုက်မယ်เนาะပြီးသွားရင်အပေါ်ကဒီဥစ္စာလေးကိုနှိပ်လိုက်ပါမယ်သူကဒါလေးကိုနှိပ်ပါကလုံးလိုဟာလေးနှိပ်လိုက်ပါပြီးသွားရင်လက်လွတ်လိုက်ပါပြီးသွားရင်နောက်ထပ်ကောင်နဲ့စကားပြောလို့ရအောင်လို့ပါရဝိုင်းဆိုလို့ရှိရင်သူနဲ့လက်ထပ်သွဲလိုက်ပါပြင်ကလုံးကိုဖြောက်လို့ရပါပြီပြီးသွားရင်သူလက်လွတ်လိုက်ပါပြီးသွားပြီဆိုရင်ဝိုင်းကိုပြန်ပြောင်းမယ်ဝိုင်းကိုပြန်ပြောင်းပြီးပြီဆိုရင်ရုပ်စာလေးကိုနှိပ်ပါနှိပ်ပြီးတော့ပြီဆိုရင်ဒီနေရာလေးမှာဒီနေရာလေးအောက်ကနေရာမှာဒီဥစ္စာလေးနှိပ်ရပါမယ်အဲ့ဒါလေးကိုပြီးသွားရင်ဒီဟာလေးကိုနှိပ်ရပါမယ်နာမည်ဆိုတဲ့ဥစ္စာလေးကိုနှိပ်ရပါမယ်โอเคအကောင်လုံးဖြူသွားပြီဆိုလို့ရှိရင်ကိုကောင်သပင်အရောင်ပြောင်းသွားပြီလားကြည့်ပါမယ်ဒီလိုမျိုးအရောင်ပြောင်းသွားပြီဆိုရင်ရပါပြီပြီးသွားရင်ဝိုင်းကိုအိမ်ထဲဝင်ပြီးတော့ကျဲအိမ်ကြီးကိုပြောင်းပါမယ်ကျဲအိမ်ကြီးလေးကိုပြောင်းလိုက်ပါမယ် police officer ဆိုအိမ်ကြီးလေးပြောင်းလိုက်ပါမယ်အဲ့ဒါဒီလိုပုံစံမျိုးလေးရပါပြီအဲ့ဆိုရင်ဝိုင်းကသူ့ကိုခြိလိုက်ပါသူ့စပင်အရောင်ပြောင်းလို့ရအောင်လို့သူစကားပြောမယ်ပေါ့နော်ရပြီဆိုလို့ရှိရင်သူ့စပင်အရောင်ကိုပြောင်းပါမယ်စပင်အရောင်ကိုကြတော့အဖြူရောင်လေးပြောင်းပါမယ်โอเคပါအဲ့လိုမျိုးရသွားပြီဆိုလို့ရှိရင်သူ့ကိုခြိလိုက်ပါမယ်ခြိပြီးသွားရင်ခဲပြောင်းပြီးသွားရင်ဘွိုင်းကိုအနောက်ကနေပြီးတော့ပြန်ခြိလိုက်ပါဘွိုင်းလိုလက်ကားဝိုက်ကိုချလိုက်ပါအဲ့ဒါဘွိုင်းပြန်ပြောင်းပါပြီးသွားရင်ဒီနားလေးမှာအကောင်ထားခဲ့လိုက်ပါအိမ်ထဲကိုပြန်ဝင်လို့ရပါပြီအဲ့ဒါဆိုအင်ကြီးသွားလဲလို့ရပါပြီအင်ကြီးလဲလိုက်ပါမယ်အင်ကြီးလေးကတော့ခါရှိလုံးမှာဆိုတော့နေရအင်ကြီးလေးဝေးရမှာပါโอเคပါအဲ့ဆိုရင်တော့ရပါပြီရပါပြီအဲ့ဆိုရင်အင်ကြီးအရောင်လေးကိုပြောင်းပါမယ်အင်ကြီးအရောင်လေးကတော့ဒီအစိမ်းရောင်လေးပါမှာတော့ပြပါမယ်ဒီအရောင်လေးပါအဲ့ဒီဥစ္စာလေးနှိပ်ရပါမယ်โอเคပါရပါပြီအဲ့ဆိုရင်ဝိုင်းရဲ့မျက်လုံးကအဲ့လိုဖြူရောင်ကြီးဖြစ်နေအောင်တွေ့ကြမှာပါအဲ့ဒီဖြူရောင်ကြီးကိုလောက်ရပါမယ်အဲ့ဒါဆိုရင်ဒီရဲ့ပဲဝင်ပါပြီးရင် glass ကိုနှိပ်ပါ glass ကိုနှိပ်ပြီးသွားရင် fine glass ဆိုတဲ့ဥစ္စာကိုနှိပ်ရပါမယ်ဒီဥစ္စာလေးပါ fine glass ဆိုတဲ့ဥစ္စာလေးကိုနှိပ်ရပါမယ်โอเคပါအဲ့လိုမျိုးရပြီဆိုလို့ရှိရင်တော့ဒီကဝင်ပါပြီးရင်ဒါကိုနှိပ်ပါပြီးသွားရင်အဲ့ထဲကိုဝင်လိုက်ပါ
လိုက်ပါဝင်ပြီးတော့ဆိုရင်တော့ဒီဥစ္စာလေးနှိပ်လိုက်ပါလေးနှိပ်လိုက်ပါโอเคအဲ့ဒါဆိုလို့ရှိရင်အထဲကိုသူ့မျက်လုံးပုံစံရအောင်လုပ်ပါမယ်တိတ်ပြီးတော့မမြင်ရတဲ့အတွက်ကြောင့်မို့လို့ sensitivity ကိုအထက်ကိုတိုးလိုက်ပါမယ်โอเคပါကိုကြိုက်သလောက်တိုးလို့ရပါတယ်ရပါပြီဆိုတော့နောက်ထပ်ပြန်ဝင်ပါကိုရင်နေတော်လောက်ကိုရအောင်လုပ်ပါမယ်နေတော်လောက်ထိရအောင်လုပ်လိုက်ရပါမယ်နေတော်လောက်ထိလုပ်ပါမယ်โอเคရပါပြီလောက်ဆိုရင်ရပါပြီရပြီအဲ့ဆိုရင်တော့ခါရှိရသွားပါပြီပြီးသွားလို့ရှင်မျက်လုံးကအဖုံးလုပ်ရပါဦးမယ်မျက်လုံးကအဖုံးလေးပါအဲ့ဒါလုပ်ရပါဦးမယ်အဲ့ဒါကတော့ဒီတော့ဝင်မှာပြီးရင်ဒီဥစ္စာလေးကိုနှိပ်ပါဖတ်ဆိုတဲ့ဥစ္စာကိုနှိပ်ပါပြီးတော့ရင်အက်ကိုဆွဲလိုက်ပါအက်ကိုဆွဲပြီးရင်ဟာပါဒီဥစ္စာလေးကိုနှိပ်လိုက်ပါโอเคရပါပြီပြီးသွားရင်အဲ့ဒါလေးကိုအယောင်လေးကလေးကိုရောင်လေးပါပြီးရင်အဲ့ကိုသူ့မျက်လုံးပေါ်ရအောင်လုပ်ပေးရပါမယ်သူ့မျက်လုံးပေါ်ရအောင်လုပ်ပေးရပါမယ်မျက်လုံးပေါ်ရောက်ပြီဆိုတော့โอเคပါပြီရပါပြီရပါပါပြီဥပမာတော့ခါရှိတယောက်ရသွားပါပြီပြပါခါရှိရသွားပါပြီအားလုံးပဲဒီတော့ကောင်းတဲ့ဗီဒီယိုလေးမှာပြန်လဲတွေ့ကြပါမယ်ဒီတော့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားခဲ့ကြပါဦးအားလုံးကျေးဇူးတင်ပါတယ်တတာ